ဘာလင်တိုင်းကြီးပြိုလဲသွားခဲ့ပြီးနောက်မှာတော့ကမ္ဘာကြီးရဲ့ဦးဆောင်သူကမ္ဘာအင်အားအကြီးမားဆုံးနိုင်ငံဖြစ်လာသူကတော့အမေရိကန်ပဲဖြစ်ပါတယ်။အမေရိကန်ဟာဒီကမ္ဘာလုံးကိုစစ်ရေးစီးပွားရေးနဲ့နိုင်ငံရေးကဏ္ဍ၃ရပ်စလုံးမှာလွှမ်းမိုးပြနိုင်ခဲ့တာပါ။ဒါပေမဲ့လည်းလာမယ့်15နှစ်တာကာလအတွင်းမှာတော့အမေရိကန်ကိုစိန်ခေါ်နိုင်မဲ့နောက်ထပ်နိုင်ငံထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။အဲ့ဒါကတော့တရုတ်လားရုရှားလားမဟုတ်ပါဘူး။အခုကျွန်တော်ပြောပြမယ့်နိုင်ငံဟာမိတ်ဆွေတို့အတွေ့တဲ့စိတ်ကူးထဲမှာရှိနေမဲ့နိုင်ငံတော့မဟုတ်ပါဘူး။တိတ်မကြခင်မှာပဲကျွန်တော်ကမ္ဘာကြီးရဲ့ပါဝါချင်းခွင်ရှာဟာအဲ့ဒီနိုင်ငံကြောင့်အပြောင်းလဲကြီးပြောင်းလဲသွားနိုင်ပါတယ်။စိတ်မကောင်းစရာကတော့ကောင်းသောပြောင်းလဲခြင်းမျိုးနဲ့ပြောင်းလဲနိုင်ဖို့ကဖြစ်နိုင်ခြေနည်းနေတာပါပဲ။ဆိုတော့ကျွန်တော်တို့ကမ္ဘာကြီးကိုလှုပ်ကင်ပြမဲ့အင်အားကြီးစူပါပါဝါနိုင်ငံဟာဘယ်နိုင်ငံများဖြစ်မလဲဆိုတာဒီနေ့ဗီဒီယိုမှာကျွန်တော်နဲ့အတူကြည့်လိုက်ကြရအောင်လားဗျာ။ကမ္ဘာအကြီးမားဆုံးစီးပွားရေးဈေးကွက်ကြီးတွေကပါဝါချင်းခွင်ရှာအပြောင်းလဲတွေကိုအမှန်တကယ်နားလည်နိုင်ဖို့အတွက်ကကျွန်တော်တို့အနေနဲ့စေးတိုက်ပွဲကာလကိုပဲပြန်သွားကြည့်ဖို့တော့လိုအပ်ပါလိမ့်မယ်။20ရာစုအစောပိုင်းလောက်ဟာကမ္ဘာစီးပွားရေးအင်အားအကြီးမားဆုံးနိုင်ငံကြီးနိုင်ငံဖြစ်တဲ့ဆိုဗီယက်ပြည်ထောင်စုနဲ့အမေရိကန်ပြည်ထောင်စုတို့တူတင်ကိုတင်အားပြိုင်ခဲ့ကြတဲ့အချိန်ဖြစ်ပါတယ်။နှစ်ဖက်စလုံးဟာကမ္ဘာပထဝီနိုင်ငံရေးအခင်းကျင်းထဲမှာသူ့ဘက်ကိုယ်ဘက်အပြိုင်ဖိအားတွေပေးခဲ့ကြပြီးကျွန်တော်တို့ကမ္ဘာကြီးရဲ့စီးပွားရေးကိုသူတို့ကိုတည်ပြီးလဲပတ်စေခဲ့တာပါ။အဲ့ဒီလိုအင်အားကြီးနိုင်ငံနိုင်ငံအပြိုင်ဆိုင်ဖြစ်နေကြတဲ့အတွက်တစ်ဖက်မှာလည်းနျူကလ িয়ার လက်နက်နဲ့ချင်းချောင်းမှုတွေဟာလည်းတစ်ချိန်ချိန်ပဲဖြစ်ခဲ့ပါတယ်။နိုင်ငံစလုံးဟာစီးရေးအရာတစ်ဖက်နဲ့တစ်ဖက်တိတိဆိုင်ဆိုင်ဖြစ်လို့နေပါအခြေအနေတွေအထိရောက်ခဲ့တယ်လို့စီးပွားရေးသိပ္ပံနည်းပညာနဲ့စိတ်ကစားမှုတွေလည်းအပြင်းထန်ဆုံးအချိန်ကိုရောက်ခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲသွားခဲ့တဲ့အတွက်အမေရိကန်ကနောက်ဆုံးမှာအောင်နိုင်သူဖြစ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရုရှားဟာအရင်ခေတ်ဆိုဗီယက်ပြည်ထောင်စုကြီးရဲ့စီးပွားရေးအရှိန်ဝါပထဝီနိုင်ငံရေးအရှိန်ဝါတွေကြောင့်အမေရိကန်နဲ့ရှင်ပေါင်းတန်းလာနိုင်ပေမဲ့လည်းဆိုဗီယက်ခေတ်ကလိုမျိုးပခုံးချင်းရှင်နိုင်တဲ့အဆင့်မျိုးတော့ဖြစ်မလာခဲ့ပါဘူး။ကမ္ဘာအင်အားကြီးထိပ်တန်း9နိုင်ငံစီးကိုကြည့်လိုက်မယ်ဆိုရင်အမေရိကန်၊ရုရှားနဲ့တရုတ်တို့အပြင်ဂျပန်နဲ့ဂျာမနီနိုင်ငံတွေလည်းရှိနေကြပေမဲ့အမေရိကန်ကသာကျန်နိုင်ငံအားလုံးထက်ခေါင်းတစ်လုံးမကတားနေတယ်လို့ဖြစ်လာခဲ့တာပါ။အမေရိကန်ကသာကမ္ဘာအကြီးမားဆုံးစီးပွားရေးအင်အားကိုပိုင်ဆိုင်ထားပြီးကမ္ဘာကြီးရဲ့စုစုပေါင်း GDP ရဲ့၄ပုံတပုံပမာဏဟာအမေရိကန်ပဲဖြစ်ပါတယ်။ပြီးတော့အမေရိကန်ဒေါ်လာဆိုတာကလည်းကမ္ဘာကြီးတစ်ခုလုံးရဲ့ဘုံငွေကြေးတစ်ခုလိုမျိုးတောင်ဖြစ်နေလေတော့အမေရိကန်ဟာဒီငွေကြေးအင်အားနဲ့ပဲအရာရာကိုကြိုးကင်နိုင်စွမ်းရှိလာခဲ့ပါတယ်။အပြင်စီးရေးအင်အားနဲ့ထောက်ပို့စနစ်ချိတ်ဆက်နိုင်စွမ်းတွေစစ်အင်အားကိုတစ်ကမ္ဘာလုံးအနှံ့လျင်မြန်ဖြန့်ကျက်နိုင်စွမ်းတွေမှာဆိုရင်အမေရိကန်ကိုဘယ်သူမှလိုက်မမီပါဘူး။ဒီလိုအင်အားကြီးမှုတွေကြောင့်ပဲအမေရိကန်ဟာနိုင်ငံရေးပိုင်းမှာရောအတွေးခေါ်နဲ့စိတ်ကူးစိတ်သန်းတွေမှာရောစီးပွားရေးပိုင်းမှာရောအရာရာတိုင်းမှာကျွန်တော်တို့ကမ္ဘာကြီးကိုစိတ်ကြိုက်ကြိုးကင်ချဲလဲနေနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအရာအလုံးဟာအကောင့်ကြီးဘက်မှာတော့ရှိမနေပါဘူး။အမေရိကန်အတွက်လည်းကဏ္ဍတော်တော်များများမှာစိန်ခေါ်မှုတွေကဒုနဲ့တေရှိနေပြီးဒါတွေကိုကြော်ပြနိုင်ဖို့စ조사နေရပါတယ်။ပထမဆုံးပြောရမှာကတော့ဆိုဗီယက်ပြည်ထောင်စုရဲ့အရိုက်အရာကိုဆက်ခံခဲ့တဲ့ရုရှားပါပဲ။ရုရှားဟာဆိုဗီယက်ပြည်ထောင်စုခေတ်တုန်းကလောက်အရှိန်အဝါမျိုးမရှိတော့ဘူးဆိုပေမဲ့လည်းဒီဘက်ခေတ်မှာတော့အမေရိကန်ကိုအန်တုနိုင်သူတူဖြစ်တော့တည်ရှိနေနိုင်ပါတယ်။အမေရိကန်ရဲ့အရှိန်အဝါကိုဗလာဒီမာပူတင်ရဲ့ဦးဆောင်မှုနဲ့အတူရုရှားကအတိုင်းအတာတစ်ခုထိတွန်းလှန်ထားနိုင်တယ်လို့ပြောနိုင်ပြီးအမေရိကန်နဲ့အနောက်မိတ်နိုင်ငံတွေရဲ့စီးပွားရေးအင်အားကိုလွှမ်းဆန်နိုင်ဖို့ရာသူနည်းသူဟန်နဲ့စ조사ခဲ့တာပါ။ဒါပေမဲ့လည်းအချိန်တော်တော်များများမှာရုရှားဟာအရင်ကဆိုဗီယက်တစ်ခေတ်ကိုပြန်သွားနိုင်ဖို့အတွက်လုံးလက်ချလဲရိုက်ခဲ့ပြီးအရင်ဆိုဗီယက်နိုင်ငံဟောင်းတွေနဲ့လည်းပြည်ပခါတွေဖြစ်နေတာကလည်းဒါတွေကြောင့်ဖြစ်ပါတယ်။ရုရှားဟာဆိုဗီယက်ပြည်ထောင်စုတုန်းကလိုမျိုးနယ်မြေပိုင်နယ်ကြီးတစ်ခုကိုတိစောက်လိုတာဖြစ်ပေမဲ့အဲ့ဒီတုန်းကလက်တွဲပေါ်ဟောင်းတွေကတော့လမ်းဟောင်းကြီးကိုပြန်မလျှောက်လိုတာကြောင့်နိုင်ငံနဲ့နိုင်ငံကြားမှာပုတ်တိုက်မှုတွေဖြစ်လာခဲ့တာပါ။အဲ့ဒီနိုင်ငံတွေထဲမှာဆိုရင်အမေရိကန်နဲ့အနောက်မိတ်နိုင်ငံတွေရဲ့စီးပွားရေးလွှမ်းမိုးနိုင်စွမ်းတွေကြောင့်နောက်ဘက်ကိုရင်းတဲ့နိုင်ငံတွေတောင်မှရှိနေခဲ့ပြီးဒါကလည်းရုရှားအတွက်အခက်အခဲဖြစ်ပါတယ်။ပြီးတော့ရုရှားဟာ2022ခုနှစ်ကစလို့ယူကရိန်းကိုကျူးကျော်တိုက်ခိုက်တာမျိုးလိုခြေလှမ်းမားတွေအများကြီးကျူးလွန်ခဲ့ပြီးယူကရိန်းစစ်ပွဲမှာဆိုရင်ရှင်းဆွဲစစ်တပ်အင်အားရဲ့90%နီးပါးလောက်ကိုဖြုံးတီးပြစ်ရရောက်ခဲ့တယ်လို့စီးပွားရေးအင်အားမှာဆိုရင်လည်းအရင်လိုမျိုးပြန်ဖြစ်လာဖို့အတွက်ဆယ်စုနှစ်များစွာအချိန်ယူရမယ့်အခြေအနေကိုရောက်သွားပါတယ်။ရုရှားကြာဆုံးကန်ဟာအနောက်အုပ်စုကြောင့်လားဆိုတာကတော့အခုထက်ထိငင်းခုန်ဆွေးနွေးစရာဖြစ်နေပေမဲ့တေချာလာကတော့အမေရိကန်နေနဲ့ဒီဘက်နှစ်ပိုင်းတွေမှာသူ့ကိုရှင်တုလာတဲ့ရုရှားကြာဆုံးကန်စိုက်လာတာကိုတော့သဘောတွေ့နေမှာအမှန်ပါပဲတရုတ်ကတော့21ရာစုအတွင်းမှာစီးပွားရေးအင်အားအရာရောစက်မှုလက်မှုကဏ္ဍမှာပါအရှိန်ဟုန်နဲ့ထိုးထွက်လာတဲ့နိုင်ငံကြီးတဲ့နိုင်ငံအဖြစ်အားလုံးကလက်ခံထားကြပါတယ်တရုတ်ရဲ့စီးပွားရေးဈေးကွက်နဲ့အနောက်နိုင်ငံတွေရဲ့လိုအပ်ချက်ကကွက်တိကျလာချိန်မှာဇွေကက်စီးပွားရေးစနစ်ကိုအကောင့်ထဲပေါ်ခဲ့လေတော့နောက်ဘက်ကရင်းနှီးမြှုပ်နှံမှုတွေဟာလည်းတရုတ်စီကိုအလုံးရင်းနဲ့ဝင်လာကြတော့တာပါပဲတရုတ်ရဲ့ထုတ်လုပ်မှုစနစ်တက်တာမှုလိုမျိုးမလုံးတွေဟာအနောက်နိုင်ငံတွေကိုဆွဲဆောင်နေခဲ့ပြီးအဲ့ဒီနောက်မှာတော့ကုန်ထုတ်လုပ်မှုပိုင်းကတရှိန်ထိုးတက်သွားက2010ခုနှစ်မှာဆိုရင်ကမ္ဘာဒုတိယမြောက်စီးပွားရေးအင်အားအကြီးမားဆုံးနိုင်ငံအဖြစ်တောင်ရောက်လာခဲ့ပါတယ်အစောပိုင်းတုန်းကတော့တရုတ်ဟာအရင်းရှင်ဈေးကွက်စီးပွားရေးစနစ်ကိုလက်ခံလာခဲ့တဲ့အတွက်အမေရိကန်အနေနဲ့အနောက်နိုင်ငံတွေလိုမျိုးတရုတ်နဲ့ဆက်ဆံရေးကောင်းတွေလည်းတိစောက်နိုင်ပြီးတရုတ်ကိုအမေရိကန်ရဲ့အရှိန်အဝါနဲ့တွတ်သွင်းနိုင်လိမ့်မယ်လို့ယူဆခဲ့ပေမဲ့ထင်မှတ်ထားသလိုတော့မဖြစ်ခဲ့ပါဘူး